Okay ဒီဗီဒီယိုကတော့ကျွန်တော်ရှေ့ဘက်ကအမရနဲ့ပကံသွားတော့မှမတ်တဲ့ရခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗီဒီယိုကတော့အခုမှလုပ်ပြီးလို့အခုမှပဲတင်တာပါဗီဒီယိုတော့ဒီဘာလေးလုပ်ခဲ့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးဒါဆိုလို့လိုက်ပါကြည့်ရှုမဲ့လူများ train to ပူဆောင်မဟုတ်တဲ့ train to ပကံကိုတော့ကြလာတော့ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ညီမမီရထိုင်စတင်ထွက်ခွာခုံမောင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာဒီနေ့ကတော့ကျွန်တော်ညီမလည်းမြင်လိုက်ပါတယ်ဒါကတော့ပွဲစီရမြန်မာကြီးနဲ့အဲ့ဒီနဲ့ကျွန်တော်ပါဒါကတော့ပြမလားကိုတမင်ကနာနေတဲ့အချိန်မှာတမင်စားပြင်ပြန်အိပ်ပါလေဘေးကနေတော့ကျွန်တော်ရှိုးနေပါပြီဒါကတော့နန်9နာရီလောက်ဖြစ်မှတဲ့ပကံမျိုးကျွန်တော်ရောက်ရှိပါပြီအမှားသူတငယ်ချင်းကခေါ်ထားရဆိုကျွန်တော်ရက်ဆောင်အဲ့တော့ဘာရင်မို့ကျိုးစိုးပိုင်းဆိုရင်လည်းတစ်ပြက်နာမည်နဲ့သာဘာမှမစားသေးရတယ်မဝင်ကားပဲဝင်တော့လိုက်ပါတယ်ဟိုတဲ့မနန်ဆိုကြီးချက်ပြင်ဝင်လို့မရရတဲ့မျိုးကိုပြန်လာပြီးတော့ပကံမျိုးရဲ့အချိန်ကြီးလက်ကားမဖြစ်အောင်လို့ရှောက်ရမှာဖြစ်ပါတယ်အရင်ဆုံးသွားမယ့်နေရာကတော့လက်ပကြီးဆွဲတဲ့နေရာပါလက်ပကြီးဆွဲတဲ့နေရာကိုရမ်းလာလို့ကျွန်တော်တော့တပုံနေပုံတရားလောက်ရက်ခဲ့လိုက်ပါတယ်ကောင်းတဲ့ပုံတော့တပုံတော့ပါပါအောင်အခုကတော့လက်ပကြီးတော့ဆွဲလို့ပြီးသွားပါပြီလက်ပကြီးနဲ့ဘုန်းနှခါနဲ့ပါညာပေါ့ Wow ဒါကတော့ဘာမှမဟုတ်ထုံးစံတိုင်းပဲရှောင်းလန်းကြီးအရန်လာလို့မို့တစ်ဖြတ်ပေါ့ဒါကတော့ရှောက်လိုက်လို့အာရလို့ဟိုတယ်ကိုပြန်နေတဲ့လမ်းမှာအလူတွေ့ရတဲ့ရှောက်ရခဲ့တာဒီပါဒါဆိုလို့ရှိရင်ကိုကတော့ကျွန်တော်တို့နေမှာဟိုတယ်ရှိပါဘူးဟိုတယ်နာမည်ကတော့ကင်းရန်ကွင်းလို့ပြောရပါပဲကျွန်တော်ကတော့တယောက်တည်းဆိုတော့ကင်းပေါ့ဗျာကွင်းစီကတော့မပါဒါကတော့လက်ရှိကျွန်တော်နေမှာတော့ရောက်ရှိပါပြီအဲ့ဒါကျွန်တော်တယောက်တည်းကိုနည်းနည်းကျင်းနေတယ်လို့တော့ခံစားရပါတယ်အဲ့ရောက်ဆိုရင်တော့ကျင်းသွားမလားမသိဘူးစတာပါဒါကချိုပြီးညနေခင်းတစ်ဖြတ်ထွက်တာပဲဖြစ်ပါတယ်သူကတော့ဒီရုပ်ပါပဲနေရာတွေကတော့နေရာတော်များများကိုရောက်ခဲ့ပါတယ်ကျွန်တော်တို့မရဘူးလူတိုးနေရပဲဖြစ်ပါတယ်။ညနေခင်းဆိုတော့လူရတော့တော့လည်းလုံးကြီးရဲ့ငှက်တွေနောက်ကတောင်းတန်းနေတဲ့ချောင်းကြီးရတော့တကယ်မိုက်ပါတယ်။ငွေကျန်လည်းဒီနေ့ကနေကြည့်တော့တော်လေးမိုက်တယ်လို့ပြောရပါတယ်။ပုံလေးအများကြီးရတော့ကောင်းပါတယ်။ဘောင်းအလာတရားလေးပို့ပြီးတော့ပေါ်လင်းပါလို့ကျွန်တော်ကဂျူဝဲပင်မလာလေးနဲ့အစ်စ်ထည့်ပေးလိုက်ပါတယ်။တော်တော်မှလည်းကိုရနေရဆောင်လိုက်ပို့ပြီးတော့တမန်ကြောင်းနဲ့